အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ operation နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမြင်ပြသွားချင်ပါတယ်အဲ့မှာသူက problem involving dry friction အကြောင်းလေးဖြစ်ပါတယ်ဒီထဲမှာထပ်ပြီးတော့သူက branch တွေခွဲထားတာက types of friction problem ဆိုပြီးခွဲထားမယ်အဲ့ဒီမှာသူက no apparent impending motion အကြောင်းလေးကိုနည်းနည်းလေးမြင်ပြသွားချင်ပါတယ်ဒီမှာဆိုရင်တော့သူကနေပြီးတော့block ပေါ့နော် beam နှစ်ခုထားမှကျတော့ link နှစ်ခုကသူကထောင်ထားမယ်ပေါ့နော်အဲ့ဒီအချိန်မှာသူက contact တွေကပါရှိလဲဆိုတော့ဒီမှာဆိုရင် A ဆိုတဲ့နေရာရှိမယ် B ဆိုတဲ့ joint ရှိမယ် AB ဆိုတဲ့ member ရယ် BC ဆိုတဲ့ member ရယ်နှစ်ခုကြားထဲမှာသူကဒီ B ကနေဒီ joint တစ်ခုအနေနဲ့ရှိနေမှာပေါ့သူကို members တွေပေါ့နော် frame တွေခွဲလိုက်တဲ့အခါမှာ B point ဘာလေးရှိနေမှာလဲဆိုတော့ B ကဒီ point ဒီ AB ဆိုတဲ့ member မှာလည်းသူက B ပါဒီပင်တစ်ခုအနေနဲ့ရှိနေပြီးတော့ BC ပေါ်မှာလည်းသူကပင်တစ်ခုအနေနဲ့ရှိနေအဲ့တော့သူ့ကို reaction တွေခွဲတဲ့အခါမှာ BH BY နဲ့ခွဲမယ်ဒီဘက်ကိုကြတော့ BC member မှာရှိတဲ့ဟာကိုတော့ BY BH ဆိုပြီးတော့ခွဲထားမယ်ပေါ့ဒါဆိုရင်ဒီ AB member နဲ့ BC member နှစ်ခုကိုပြန်ပြီးတော့ join လုပ်လိုက်တဲ့အခါမှာဒီ B point ဒီသူက equivalent 0နဲ့ဖြစ်နေရမယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီမှာဆိုရင် A ဆိုတဲ့နေရာ A က A နဲ့ C ဒီ horizontal မှာရှိရဲ့မြေပြင်မှာတွားပြီးတော့ contact ဖြစ်နေမယ်ပေါ့နော်အဲ့ contact မှာသူကဘာဖြစ်နေလဲဆိုတော့ A ဆိုတဲ့ contact မှာသူဒီအောက်ကနေပြီးတော့ဒီ gravitational ဖြစ်ပေါ့နော်တခုခွနေပြီးတော့ action တစ်ခုတက်ရောက်နေတာဖြစ်တဲ့ကြောင့်သူဒီနေရာမှာ normal force တစ်ခုအနေနဲ့တက်ရောက်နေတာရှိမယ်နောက်တစ်ခါကျတော့သူမှာဒီ AB ဆိုတဲ့ member ကိုအပေါ်ကနေပြီးတော့ force တစ်ခုပဲဖိရဖြစ်ပေါ့နော်မဖိသေးတဲ့အခြေအနေမှာဆိုတော့သူ့မှာကျတော့ originally အရာဘာရှိနေလဲဆိုတော့ friction ရှိနေမယ် friction ဒီဘယ်လိုမျိုးလဲဆိုတော့သူဒီဘက် A ဘက်က A ဘက်က point ရယ် C ဘက်က point ပေါ့နော်အဲ့နှစ်ခုမှာသူက A ဒီဒီဘက် forward ဘက်ကို friction FA နဲ့တွားနေမယ်ပေါ့နော်နောက်တစ်ခါကျတော့ C ဘက်မှာဆိုရင် FC နဲ့တွားနေမယ်ပြောချင်တာဒီသူဒီတိုင်းလေးထောင်လိုက်တဲ့အချိန်မှာလဲသူဒီ stable ဖြစ်နေမယ်ဘာအပေါ်ကနေပြီးတော့ B point ကနေပဲဖြစ်ဖြစ်ဘယ်ဘက်ကနေပဲဖြစ်ပေါ့နော်အားတက်ရောက်ခြင်းမရှိတဲ့အခါမှာလဲသူဒီဒီmember လေးပေါ့နော် AB တို့ပေါ့ AC BC member လေးဒီကားထွက်သွားခြင်းမရှိဘဲနဲ့သူ friction တစ်ခုနဲ့ရှိနေမယ်ပေါ့နော် originally အရာသူမှာ friction တွေရှိနေရဲဆိုတဲ့အကြောင်းကိုပြောထားတယ်နောက်တစ်ခါကျတော့ဒီ AB member မှာဘာလို့ရှိလဲဆိုတော့သူကြောင့် weight ကြောင့်ဖြစ်တဲ့ force တွေလည်းရှိနေပေါ့နော် weight ကြောင့်ဖြစ်တဲ့ force တွေလည်းရှိနေမယ်ဆိုတဲ့အကြောင်းကိုပြောပြထားပါတယ်နောက်တစ်ခါကျတော့ impending motion at all points of contact ပေါ့နော်ဒီ points of contact တွေကဘာဖြစ်မလဲဆိုတော့ဒါဒီပုံဒီပါလဲဆိုတော့သူကမြေပြင်ကနေပြီးတော့တက်ရောက်နေတယ်မြေပြင်ပေါ်မှာသူက AB ဆိုတဲ့လေကားလေးပဲဖြစ်ပေါ့နော်တခုခုbeam လေးတခုခုပြီးသူကထောင်ထားမယ်ပေါ့အဲ့လိုအချိန်မှာသူက A မှာလည်း contact ဖြစ်နေတယ်လို့ B point မှာလည်း contact ဖြစ်နေတော့ဒီဝေါဘက်ကနေ contact ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူမှာဆိုရင်ဒီနေရာပေါ်မှာထောင်ထားဖြစ်ကြောင်သူ့ကိုတက်ရောက်တဲ့အခါမှာသူဒီလိုမျိုးလေး force တွေကဒီလိုမျိုးလေးတက်ရောက်တယ်ပေါ့နော်ဒီလို MB လေးနဲ့တက်ရောက်နေမယ်ဒီကကြတော့ဒီဘက်က friction force ဒီမှာဆိုရင်သူကဒီ friction force ကကြတော့သူ့ကိုအောက်ကိုရှော့မကျလာအောင်သူ့ကိုအောက်ကနေပြီးတော့ထောင်မှတ်ပေးထားတဲ့ friction တစ်ခုရှိနေမယ်ပေါ့နော် B point မှာဆိုရင်နောက်တစ်ခါကျတော့ A point ကိုကြည့်မယ်ဆိုရင်ဒီသူဒီhorizontal ပေါ့နော်တစ်ခုခုမြေပြင်တစ်ခုခုနဲ့သူက contact ဖြစ်နေအဲ့မှာဆိုရင်သူရဲ့ normal reaction တစ်ခုရှိနေမယ်သူကလည်းဒီဘက်ကို short ထွက်လာခြင်းမရှိအောင်လို့သူ original အရာ friction force တစ်ခုဒီသူရဲ့ opposite direction တစ်ခုအနေနဲ့ရှိနေမှာပေါ့နော်သူမှာကျတော့ angle degree လေးရှိနေမယ်လို့ပြောထားတယ်ဒါဒီပြောချင်းအပြင်ဒါဒီ contact တွေမှာရှိနေတဲ့ all points of contact တွေမှာသူမှာmotion အရာဖြစ်နေတဲ့ friction တွေအကြောင်းကိုလည်းပြောထားတာဖြစ်ပါတယ်နောက်တစ်ခါကျတော့ impending motions of at some points of contact လို့ပြောထားတယ်ဒါဆိုတချို့နေရာတွေမှာပဲတချို့ some point of contact ပေါ့နော်ဥပမာဒီပေးထားတဲ့ပုံမှာဆိုရင် ABC အပြင်ကိုနောက်ထပ် point of contact ကဘာလဲဆိုတော့ P ဆိုတဲ့ contact ကနေပြီးတော့လဲနောက်တစ်ခုထပ်ပြီးတော့သူက friction တစ်ခုနဲ့force တစ်ခုနဲ့ဆွဲနေတယ်ပေါ့နော်အဲ့မှာလည်းသူကအားခွဲတဲ့ဟာလေးတွေကို friction force တွေခွဲသွားတဲ့ဟာလေးတွေဒီမှာဆိုရင်အခုဒီပထမ B ပုံနဲ့ A ပုံနဲ့ဗာလေးကွာသွားလဲဆိုတော့သူမှာဒီဘက်က impending motion လို့မျိုးသူက P ပေါ့နော် P force တစ်ခုသွားပြီးတော့တက်ရောက်နေတဲ့ဟာမျိုးမှာသူမှာတွေ့ရမယ်ပေါ့နော် impending motion P လေးတက်ရောက်တဲ့အခါမျိုးမှာသူမှာ friction force တွေဘာလို့ကွဲသွားလဲဆိုတော့ငကိုတော့က A နဲ့ C မှာတော့သူ့ရဲ့ friction force တွေသူတို့နှစ်ခုကားမထွက်သွားအောင်လို့ original အရာ friction force က stable ဖြစ်အောင်လုပ်ထားတယ်ဒါပေမဲ့ဒီပုံမှာဆိုရင်တော့သူကဘာလဲဆိုတော့သူ့ရဲ့ P point ဒီ P point ကနေပြီးတော့ဆွဲနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူမှာဆိုရင်ဒီ friction force တွေဒီဘက်ကပြီးဆွဲသွားတာမပါသွားအောင်လို့သူကနေ friction force ကိုပေါ့နော် opposite တစ်ခုအနေနဲ့ပေးထားမယ်ပေါ့ကားထွက်မလာခြင်းအောင်နောက်တစ်ခုကျဒီဘက်ကနေပြီးတော့ P နဲ့ဆွဲတာဖြစ်တဲ့အကြောင်းလို့ဒီဘက် A point ကနေလည်းဒီဘက်ကိုလိုက်ပြီးမလာအောင်လို့သူမှာဘာနဲ့ဆွဲရမလဲဆိုတော့သူ့ရဲ့ငကိုကန်အားဖြစ်တဲ့ friction force လေးကသူဒီလိုမျိုးလေးခွဲထားတယ်ပေါ့နော်ဒါလေးကိုလည်းဒါဆိုရင် impending motion တက်ရောက်ခြင်းရှိတာနဲ့ impending motion တက်ရောက်ခြင်းမရှိတာတွေမူတည်ပြီးတော့သူရဲ့ force တွေကနည်းနည်းလေးကွာသွားမယ်ပေါ့နော်
friction force လေးတွေကနည်းနည်းလေးယူတဲ့ direction လေးတွေကွဲသွားမယ်ဆိုတာကိုသိကြချင်ပါတယ်နောက်တစ်ခုကကျတော့ဒီမှာဆိုရင်သူကပြန်ပါဘောနော်ထားပါတော့bounce တစ်ခုပေါ့နော်ဒါမှမဟုတ်ကျွန်တော် video တစ်ခုပေါ့ဒီမှာဆိုရင်သူ့ကိုအပြင်ကနေပြီးတော့ P ကနေပြီးတော့နားပြီးတော့တွန်းနေပြီပေါ့နော် P point နဲ့နားပြီးတော့တွန်းနေမယ်ဒီမှာဒီ bounce လေးမှာပါရှိမယ်ဆိုတော့ original လေးအရာ weight က weight ဖြစ်နေပါတော့ဒီမှာဒီ bounce လေးကဟိုလုတ်တော့မ weight တစ်ခုရှိနေပါသူ့ကိုဘယ်နေရာမှာပြပြလဲဆိုတော့ဒီလုတ်လေးရဲ့center of gravity ဒီ center ကနေပြီးတော့သူ့ရဲ့ weight ကို assign လုပ်ထားမယ်ပေါ့နောက်တစ်ခုကကျတော့ဒီမှာဆိုရင်ဒါလေး P တွန်းနေရသည် x ပဲရှိမယ်ပေါ့ဒီမှာအဓိကပြောချင်တာဒီဘက်က P တွန်းလိုက်တဲ့အခါမှာဒီဟာလေးဒီရွှေ့သွားမယ်ပေါ့နော်သူကဒီမြေပြင်နဲ့ contact ဖြစ်နေရတော့သူက normal force လည်းရှိနေရုံပဲဒါဆိုရင်သူ့ကိုပြန်ပြီးတော့ P တွန်းလိုက်တဲ့အခါမှာသူဒီရွှေ့သွားတဲ့အခါမျိုးမှာသူ့ကိုကျွန်တော် friction force လေးတစ်ခုသိရမယ်ဒီမှာတစ်ခုရှိတာကသူ့မှာကတော့ဒီမှာ B မှာ B point မှာပေါ့နော်ဒီမှာ B point 2ဆိုရဲသူရဲ့ distance လေးတွေပေးထားတယ်ဒီမှာဒီဟာဆိုရင်သူဒါဒီ x လေးဒီဟာဒီဘာကိုပြောချင်လဲဆိုတော့သူဒီ x distance ကွာသွားတဲ့အခါမှာဒီ slide ဖြစ်တယ်မဖြစ်ဘူးဆိုတာကိုနောက် slide ဒီမှာထပ်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ဒါကတော့ example 8.1 ဖြစ်ပါတယ်The uniform friction in figure 8.7 is ဆိုပြီးပြီးထားတယ် has a mass of 20 kg သူရဲ့ bounce လေးက20 kg ရှိတယ် if a mass of if a force b equal to 18 newton သူ့ကို18 newton နဲ့တွန်းနေရပါတော့ is applied to the grip ပုံကို grip ပုံကိုတက်အောင်ပြောထားတယ်ဒီမှာ if remains in equilibrium သူ့ကိုဘယ်အချိန်မှာ equilibrium ဖြစ်နေတဲ့အချိန်မှာဆိုရင် the coefficient အခြေအနေကိုရှာခိုင်းတာရပေါ့ the coefficient of static friction က is us equal to 0.3 နဲ့0ပေးထားတယ်ဒါဆိုရင်သူကပေးထားတဲ့ plot တုံးကိုဘာလို့ကောက်လဲဆိုတော့ free body diagram ဆွဲမယ်ပေးထားတဲ့ free body diagram ဆွဲတဲ့ဟာကိုမှသူပြောထား equilibrium အခြေအနေနဲ့စဉ်းစားမယ်ပေါ့ဒါဆိုရင်ပေးထားတဲ့ဟာလေးကို equilibrium အခြေအနေနဲ့စဉ်းစားမယ်ဆိုရင်သူ့မှာပေးထားတာက P လေးပေးထားမယ်ပေါ့နောက်တစ်ခုစားပဲသူဒီမြေပြင်မှာတက်ရောက်နေ crit တုံးလေးကူထားတာဖြစ်တဲ့ကြောင့်မို့မြေပြင်ကနေပြီးတော့သူတက်ရောက်နေတာဒီ NC နဲ့တက်ရောက်နေတယ်ပေါ့ဒီဘက်ကနေပြီးတော့ normal force လေးပေါ့နော် normal force လေးတက်ရောက်နေမယ်နောက်တစ်ခုကကျတော့ဒီမှာဆိုရင် P လေးပေါ့နော် P ကကျတော့ဒီမှာဆိုရင်ဒီ P လေးကတွန်းနေတာဖြစ်တဲ့ကြောင့်မို့ဒီ crit တုံးလေးက friction ဒီဘက်ကိုသူ့ရဲ့ back ဘော့ကို traction တစ်ခုအနေနဲ့တက်ရောက်နေမယ်ပေါ့ဒီ plot တုံးလေးက weight ကြောင့်ဖြစ်တဲ့ force ကိုကျတော့သူက center တိတိကနေပြီးတော့downward ပေါ့နော်သူက force traction တစ်ခုနဲ့တက်ရောက်နေမယ်ပေါ့ဒါဆိုရင်နောက်တစ်ခုတက်ခွဲထားလို့ရတာကတော့သူ့ကို P ဒီ incline ဖြစ်နေရဖြစ်တဲ့ကြောင့်မို့ P ကိုခွဲတဲ့အခါမှာသူ့ကိုဒီလိုမျိုးလေးအားလေးခွဲထားလို့ရတယ်အားခွဲထားမယ်ဆိုရင်သူကဒီမှာဆိုရင် P ဒီ18 meter တက်ရောက်တယ်သူဒီဒါဆိုရင် P cos ဒီနေရာလေးဒီ x direction နဲ့တက်ရောက်နေတဲ့ဟာလေးဒီ P cos ဖြစ်မှာပေါ့နော်ဒီဟာဒီ y direction တက်ရောက်တာဒီ P sin ဖြစ်မှာပေါ့ဒါကတော့အရင်ဆုံးကြိုပြီးတော့အားလေးခွဲပေးထားတာပေါ့နော်ဒါဆိုရင်သူ့ကိုစဉ်းစားမှာဆိုရင်ဒါဆိုရင်လိုချင်တာဒီ equilibrium အခြေအနေမှာရှိနေတဲ့ဟာကိုစဉ်းစားရပြလို့ equation of the equilibrium ကိုခေါ်တော့မယ် equation of the equilibrium ခေါ်တဲ့အခါမှာသူ့ကိုဘယ် condition သုံးခုနဲ့ခေါ်လို့ရလဲဆိုတော့ equations of equilibrium ခေါ်တဲ့အခါမှာ summation f of x ကိုခေါ်လို့ရတယ်လို့ summation f of y ကိုလည်းခေါ်လို့ရတယ်နောက်တစ်ခုကကျတော့ movement လည်းခေါ်လို့ရတယ်ပေါ့နော်ဒီမှာပြောပြသွားတာကဒီမှာ movement ပေါ့နော်ဒီမှာဆိုရင် o point ပေါ့နော်သူ့ကို object တစ်ခုအနေနဲ့သူ့ကိုဒီနေရာမှာ o point တစ်ခုအနေနဲ့သတ်မှတ်ထားမယ်နောက်တစ်ခုကျတော့ဒီ o point နဲ့ဒီ normal force တွေကသူ့မှာကြာကွာနေတဲ့ distance x ဆိုတဲ့ distance လေးရှိမယ်ပေါ့နော်ဒါလေးကိုဒီနေရာမှာကတော့ဒါလေးကို o point ကို assign လုပ်ထားမယ်ဒါဆို o point နဲ့ nc နဲ့ကွာတာဒီ x ဆိုတဲ့ distance ဖြစ်မယ်ပေါ့ဒါဆိုရင်အခုတကယ်လို့စဉ်းစားတဲ့အခါမှာf of x ကိုစဉ်းစားတယ် f of y ကိုစဉ်းစားတယ် movement ပတ်မယ်လို့စဉ်းစားတယ်ဒါဆိုရင် f of x ကိုစကောကြည့်ကြအောင် summation f of x equal to 0ဒီနေရာမှာ forward ပြီးတဲ့ function က plus ပေးထားမယ်ပေါ့ forward ကို plus ပေးထားမယ်ဒါဆိုရင်သူ့မှာရှိတာဒီ forward plus ဖြစ်တဲ့အကြောင်းလို့သူကခုနကတော့ခွဲထားပြီးသား p ဒီ incline ဖြစ်နေတာဖြစ်ကြောင်းသူ့ကို x direction နဲ့ y direction နဲ့ခွဲထားတယ်ဒါဆိုရင်ဒီနေရာမှာ80ရဲ့ cos 30 degree ရှိမယ်ဒါဆိုရင်နောက်တစ်ခုကကျတော့သူ့ရဲ့ friction force က rubber ဖြစ်တဲ့ကြောင့်မို့သူဒီ minus f နဲ့ရှိမယ် equal to 0ဒါဒီ summation f of x x direction ကိုခေါ်ထားတဲ့ equation တစ်ခြားဖြစ်မယ်ဒါကို equation 1လို့ assign လုပ်ထားမယ်ပေါ့နောက်တစ်ခုကျတော့ summation f of y summation f of y ကိုကြည့်တဲ့အခါမှာ summation f of y ကိုသူက f of ကို plus ပေးထားတာဖြစ်တဲ့ကြောင့် equal to 0 f of ကို plus ပေးထားရဆိုရင်ခုနကတော့ p နေရာမှာခွဲထားတဲ့ y direction ဒီ downward ဖြစ်တဲ့အကြောင်းဒီနေရာမှာ80 sin 30နဲ့သူကရှိနေမယ်သူဒီ downward ဖြစ်တဲ့အကြောင်းသူဒီနေရာမှာ minus ဖြစ်နေမယ်ပေါ့
နောက်တစ်ခုကကျတော့ NC လေးဒီ add ဖြစ်တဲ့ကြောင့်ဒီနေရာမှာ plus ဖြစ်မယ်နောက်တစ်ခုကကျတော့သူ့ရဲ့ crit ရဲ့ force ပေါ့နော် crit ရဲ့ weight ကြောင့်ဖြစ်တဲ့ force ဆိုရင်ဒီနေရာမှာ crit ရဲ့ weight ကြောင့်ဖြစ်သူပေးထားတာက20 kg ပေးထားရပေါ့နော်20 kg ပေးထားအဲ့ဒါကိုမှကျွန်တော်တို့က Newton လိုချင်တာဖြစ်တဲ့သူကဘာနဲ့မြောက်ပေးမလဲဆိုတော့ 9.81 နဲ့မြောက်ပေးမယ်9.81 နဲ့မြောက်တဲ့အခါမှာသူဒီဘာလို့ဆိုရလဲဆိုတော့ Newton နဲ့ထွက်လာမယ်ဒါဆိုသူကလည်းတက်ရောက်နေတာဒီခေါင်းဝက်ကိုတက်ရောက်နေတာဖြစ်တဲ့ကြောင့်လို့ဒီနေရာမှာ -196.2 ဆိုပြီးတော့ရှိနေမယ် equal to 0ဒါဒီပါလဲဆိုတော့ equation 2ဖြစ်မှာပေါ့ okay နောက်တစ်ခုဒါဆိုရင်သူ့ကိုရှင်းလို့ရပြီလားဆိုတော့လည်းမတိကိန်းနေရှိနေတာတဲ့ကြောင့်လို့ရှင်းလို့မရသေးဘူးဒါဆိုရင်ဒီနေရာမှာကတော့ f ဆိုတဲ့ဟာလေးပဲတစ်ခုပဲသိအောင်ပါပေါ့နော်ဒီနေရာမှာလည်းပြန်ပြီးတော့ f ကို assign ထည့်ချာမရှိရဖြစ်ကြတော့လို့နောက်တစ်ခု equation တစ်ခုထပ်ခေါ်မယ်ခေါ်တဲ့အခါမှာ p နေရာမှာ moment ယူမှာလားဒါမှမဟုတ် o နေရာမှာယူမှာလားကျတော့ကဒီနေရာမှာ o point မှာဒီသူ့ရဲ့ force တွေကနှစ်ခုရှိရဖြစ်ကြလို့ o point မှာ moment တော့ခေါ်မယ်ပေါ့ moment မှာ moment တော့ခေါ်မှာဆိုသူ့ကို summation m နဲ့ခေါ်မယ်သူ့ကိုဘယ်အချိန်မှာလဲဆိုတော့ counter clockwise ဖြစ်တဲ့အချိန်မှာ plus ပေးထားမယ် equal to 0ပေါ့နော်ဒါဆိုရင် counter clockwise ဖြစ်တဲ့အခါမှာဒီ o point ကိုပေးလိုက်တာဖြစ်တဲ့ကြောင့်ဒီနေရာမှာဒီ o point မှာရှိရဲ့ point ကတော့မရှိတော့ဘူးပေါ့နော်သူ့ကိုခေါ်လို့မရတော့ဘူးဒါဆိုရင်သူ့မှာဘယ်ကနေစပြီးတော့moment လေးလဲဆိုတော့ဒါကတော့ကိုဟိုပေါ့နော်ဟိုအဓိကတော့ကိုခေါ်ချင်တဲ့နေရာကနေစခေါ်လို့ရတယ်ဒါပေမဲ့သူ့ရဲ့force တွေတော့ကျန်ခဲ့လို့မရဘူးဒါဆိုရင်ဒီဘက်ကနေကျွန်တော်စခေါ်မယ်ဆိုရင်ခေါ်မှုဆိုရင်သူ့မှာဘာရှိရမလဲဆိုတော့ moment ဖြစ်ဖို့ဆိုတာကသူ့မှာ friction force ရှိရမယ်အဲ့ force ကသူဒီ horizontal ဖြစ်ခဲ့မယ်ဆိုရင်သူဒီ perpendicular distance ရှိနေရမယ်ဒီကလို့ကိုတက်ရောက်လိုက်တဲ့ force က vertical ဖြစ်နေရွယ်ဆိုရင်သူဒီမှာရှိရမယ်ဆိုတော့ horizontal distance ရှိရမယ်ဒီလိုမျိုးရှိနေမှသာသူကို moment ခေါ်လို့ရမယ်ပေါ့နော်ဒါဆိုဒီနေရာမှာ80 sin 80သူကတော့ခေါ်ရတာကဒါဆိုရင်80 cos 30ကိုခေါ်လို့မရအောင်လားဆို80 cos 30လည်းခေါ်လို့ရတယ်သူ့ရဲ့ distance ကဘယ်လောက်လဲဆိုတော့ vertical distance လေး 0.2ဒါဆိုရင်သူ့လဲနေရာဒီဘယ်လိုလဲနေရာလဲဆိုတော့သူကဒီ o point ကိုဦးတည်ပြီးတော့ဒီလိုလဲတာဖြစ်တဲ့အကြောင်းလို့သူဒီ clockwise ဖြစ်တဲ့အကြောင်းလို့ဒီနေရာမှာသူဒီ minus ဖြစ်မှာပေါ့ okay နောက်တစ်ခါကျတော့80ဒါဒီဟာကိုခေါ်မယ်ဆိုရင်သူဒီ vertical တက်ရောက်နေတယ်သူ့ရဲ့ distance က horizontal distance ဖြစ်ကြမယ်ဒီ horizontal distance ရှိရဖြစ်တဲ့အကြောင်းလို့သူ့ကို movement ခေါ်လို့ရမယ်ဒါဒီ80ရဲ့ဘာဖြစ်လဲဆိုတော့ sin 80ရဲ့ sin 30လေးဖြစ်မှာပေါ့နော်ဒီနေရာဒီ sin ဖြစ်တော့80ရဲ့ sin 30ဖြစ်မယ်သူ့ရဲ့ distance ကတော့ 0.4 ဖြစ်မယ်သူဒီလဲတာကလည်း o point ကိုလဲတာဖြစ်တာ o point ကိုသူဒီဘယ်လိုလဲလဲဆိုတော့ဒီကနေပြီးတော့လဲတာဖြစ်တဲ့ကြောင့်သူဒီ counter clockwise လို့ဒီနေရာမှာ plus ဖြစ်မှာပေါ့နောက်တစ်ခုပါရှိအောင်လဲဆိုတော့ NC ပေါ့နော်NC လဲတဲ့အခါမှာ NC နဲ့သူ့ရဲ့ distance က NC ဒီ vertical ရှိနေမယ်သူ့ရဲ့ distance က x ရှိနေမှာသူလဲတာဒီ counter clockwise လဲတာဖြစ်ကြောင်း NC ကလည်း plus ဖြစ်ပေါ့ဒီနေရာမှာလဲလို့မရတာဒီ196.2ဒီလဲလို့မရဘူးဘာကြောင့်လဲဆိုတော့သူဒီ o point ကို vertical တက်ရောက်နေ o point နဲ့ direct နဲ့ရှိနေတာဖြစ်ကြောင်းသူက distance မရှိလို့သူကိုmoment လဲလို့မရဘူးဒါဆို equation ဒါနေရာ equation 3ဖြစ်သွားမှာပေါ့နော်ဒါဆို equation 1ရဲ့2ရဲ့3ရဲ့ကိုရှင်းလိုက်တဲ့အခါမှာကျတို့ calculus တွေကိုထည့်ရှင်းလိုက်ရတယ်ပြီးရင် substitute လုပ်ပြီးရှင်းလို့လည်းရပါတယ် calculator ထည့်ရှင်းလိုက်တဲ့အခါမှာကျတို့ဒီဘာရမလဲဆိုတော့ force တန်ဖိုးထွက်လာမယ်နောက်ကကျ NC တန်ဖိုးထွက်လာမယ်သူရဲ့ x တန်ဖိုးထွက်လာမယ်ပေါ့နော်ဒီမှာကတော့ပြောထားတာဒီသူကနောက်တစ်ခုပါဆက်ပြီးစဉ်းစားလဲဆိုတော့ဒါဒီ slide ဖြစ်လားမဖြစ်လားပေါ့နော်စဉ်းစားလို့ဒီလိုဒီ P ကနေပြီးတော့တွန်းလိုက်တဲ့အခါမှာဒီ crit တုံးလေးဒီ slide ဘက်ကို short ထွက်သွားလာပေါ့ဒါကို connection ဘယ်လိုစဉ်းစားလဲဆိုတော့ပြီးထားတဲ့ဒါဒီကျတို့ဒီနေရာမှာပြီးထားသည်ဒီ crit တုံးလေးရဲ့ center ဒီ 0.4 မှာရှိဒါဒီ 0.4 ပေါ့ကျတို့ရလာတဲ့ x တန်ဖိုးဒီ center ရဲ့တစ်ဝက် 0.4 ထက်တောင်ကြီးသွားခဲ့မယ်ဆိုရင်ကျတို့ဒီ crit တုံးလေးဒီ slide ဖြစ်သွားမယ်ဒါလို့ငါတို့ရလာတဲ့ x တန်ဖိုးဒီ 0.4 ထက်ကငယ်ခဲ့မယ်ဆိုကျတို့ဒီဘာဖြစ်လဲဆိုဒီဟာဒီ crit တုံးလေးက slip မဖြစ်ဘူးဆိုပြီးတော့သူကဒီအောက်မှာရှင်းပြထားပါတယ်အဲ့ဒါနဲ့လည်းရှင်းပြလို့ရတော့နောက်တစ်ခုဘာနဲ့ထပ်ရှင်းလာလို့ရလဲဆိုတော့သူကို slide ဖြစ်တယ်မဖြစ်ဘူး slip ဖြစ်တယ်မဖြစ်ဘူးဆိုတာကိုသူ့ရဲ့ friction နဲ့လည်းရှင်းထားလို့ရတယ်ပေါ့နော် friction တန်ဖိုးကိုလည်းရှင်းပြီးတော့တွက်လို့ရပါတယ်သူကဘာပြောထားလဲဆိုတော့ဒီနေရာမှာ f equal to ကသူက us နဲ့ nc နဲ့ညှောက်ထားတယ်ဒီမှာ us ဒီဘယ်လိုပေးထားလဲဆိုတော့ဒီမှာ us တန်ဖိုးသူရဲ့ static friction တန်ဖိုးပေးထားပြီးသားဒါဆိုခုနကတော့ရလာခဲ့တဲ့ nc တန်ဖိုးနဲ့သာမြှောက်ခဲ့လိုက်မယ်ဆိုရင်ကျွန်တော်ရလာတဲ့တန်ဖိုးဒီဘယ်လောက်လဲဆိုတော့သူဒီ 70.8 ဖြစ်မယ်ဒါဆိုသူရလာတဲ့ဒီ nominal သူရလာတဲ့ force ကပေါ့နော်ဒီ friction ff ဒီဘယ်လောက်လဲဆိုတော့ 70.8 တကယ်ကျွန်တော်ရလာတဲ့ပု္ပ္ပစာကနေပြီးတော့equilibrium ရှာပြီးတွက်လို့ရတဲ့ဒါဒီ 69.3 ဖြစ်နေတဲ့ကြောင့်သူဒီတကယ် maximum friction ထက်ကိုနည်းနေရဖြစ်တဲ့အကြောင်းသူဒီ slip မဖြစ်ဘူးဆိုတာကိုလည်းတွက်လို့ရတယ်ဒါဆို slip ဖြစ်တယ်မဖြစ်ဘူးဆိုတာကို x နဲ့လည်းခွဲလို့ရပြီလို့သူပေးထားတဲ့ friction ကိုသွားပြီး s နဲ့ကိုဒီလာတဲ့ equation နဲ့မှာအစားသွင်းပြီးတော့ဒီ friction mass နဲ့လည်းပြင်ပြီးတော့စဉ်းစားလို့ရပါတယ်ဒါကတော့ example 8.1ဖြစ်ပါတယ်